လူတွေမှာအချိန်တစ်ခုဆောင်းရတယ်ဆိုအဲ့ဒါပြောတချို့ကြတော့အချိန်ကိုမသိတဲ့အခါကျတော့သူအကျိုးပေးခြင်းကိုမသိတဲ့အခါကျတချို့ကကောင်းတာလုပ်ရတာနဲ့မကောင်းတာတွေကြုံနေတဲ့အပေါ်မှာကိုယ့်ကိုစိတ်သက်ကြကောင်းတာတွေလုပ်ရတာနဲ့ကန်တရားငါမျက်နှာသာမလိုက်ဘူးမကောင်းတာတွေပဲကြုံတချို့ကြတော့မကောင်းတာတွေလုပ်နေတဲ့အကျိုးပေးကြကောင်းလိုက်တာသူတို့ကြတော့မဟုတ်တာလုပ်ပြီးတော့ကြီးပွားနေတယ်ဆိုသူများမဟုတ်တာလုပ်ပြီးကြီးပွားတဲ့အပေါ်မှာတချို့ကခံတရားအပေါ်မှာတန်တရားဝင်ကိုတို့ရဲ့သားနဲ့ကိုကောင်းရဲ့သားနဲ့အကျိုးမပေးဘူးအမှန်ကတော့လေခံတရားက favor ပေးတာမဟုတ်ခံတရားကမျက်နှာမလိုက်ထို့တူပဲခံတရားက pressure လည်းမပေးဘူးဖိအားလည်းမပေးဘူးခံတရားကမှန်ကြည့်တယ်လို့မှန်နဲ့ပြုံးပြအမှန်နဲ့ရုပ်ကပြန်ပြုံးပြမှာပဲဟိုယာတို့ရှိတဲ့လူပြုံးပြလဲဒီပုံပဲဂုံရှိတဲ့လူပြုံးပြလဲဒီပုံဘာမှမရှိတဲ့လူပြုံးပြလဲပဲဒီပုံပဲပုံမဲ့ပြလည်းပဲဘသူမဲ့ပြမှန်နေမှာဒါပဲပေါ့ကံတရားကလည်းထို့အတူပဲကောင်းတာလုပ်ရင်နော်တရောင်းစားလုပ်လည်းပဲအချိန်တိုင်းသူခံစားမကောင်းတာလုပ်ရင်ဟိုသမတာကြီးလုပ်လည်းပဲသူကအကျိုးမပေးခြင်းတော့ဟုတ်အောင်မအကျိုးပေးခြင်းတန်တဲ့အခါကျတော့ဘသူပဲလုပ်လို့သူကအခွင့်တာတာနဲ့အဲ့ဒါကောင်းကျိုးမကောင်းကျိုးကိုပဲခံစားရတာအချိန်လေးတစ်ခုစောင့်ကံတရားဆိုတာအချိန်စောင့်ပြီးတော့မှအကျိုးပေးတာအခုတည့်ရပင်ဆိုင်အခုတည့်ရဒီစားလို့မရအခုရေတွင်တူအခုရေတောက်လို့မရသူ့အချိန်လေးတစ်ခုကျုံမှဒါတွေကခံစားရမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ကံကိုစစ်ပြီးတော့ဘယ်တော့မှကံဝတန်တရားမဝင်ပါနဲ့